အားလုံးပဲမင်္ဂလာပါ ကဲဒီကြောင်ကြီးကတော့နှစ်ပိတ်သားလောက်ရှိမှထင်တယ်နော်ဝိတ်ကတော့များတယ်နော်ဘာကြောက်လဲဆိုတော့ဘာဆန်ကြောက်ပေါ့နော်ဘာဆန်ကြောက်ဆိုတော့ဘာဆန်ကြောင်ကြောက်တွေပေါ့နော်ဘာဆန်ကြောက်ကဒီမှာမန်းတော့ပန့်တာဗျနော်မန်းတော့ပန့်နေတာတဲ့နော်ကဲဒီမှာလဲမန်းပန့်တယ်ဒါပေမဲ့အနာများတယ်ဗျဒီမှာနော်ဒီဘက်ဒီမှာတော့နည်းနည်းလေးအနာစိတ်တယ်ဒီနားလေးဒီမှာနော်ဒီမှာနည်းနည်းလေးအနာစိတ်တယ်ဒီမှာကတော့ကျွန်တော်တို့ပုံစံတော့ဒီနားကဒါရှင်းအောင်ပုံစံမျိုးကြီးဖြစ်တယ်နော်ရှင်းအောင်ပုံစံမျိုးဖြစ်နေတယ်ကျိုးကတော့ဒါမျိုးပတ်နေတယ်ဗျာဒီမှာနော်ဒီဘက်ကတော့မရှိပါဘူးနော်ဒီမှာဒါကကျွန်တော်ကအနာနဲ့တစ်ခါလေးတားထားနော်ချမ်းမန်းနေရတန့်တာထားတာကဲကြည့်အောင်ဒီဘက်ကတော့အခွန်ညီတယ်ဗျာဒီမှာနော်အနာလေးနည်းနည်းရှင်းတယ်ကြည့်ကြည့်ရအောင်နော်ဒီမှာနော်ဒီမှာနော်အဲ့တော့ကြောက်သားဆန်းတယ်နော်ကြောင်မျိုးလည်းကောင်းတယ်ကြောက်သားလည်းဆန်းတယ်ဒီမှာလည်းဘေးသားတွေလည်းကြောင်မျိုးရှိတယ်နော်ဒီမှာလည်းရှိတယ်ကြောင်မျိုးရှိတယ်နော်ဟောကြောင်မျိုးကြောက်သားကောင်းတယ်ဒီမှာလည်းကွမ်ချက်ပေါ့နော်ဒီမှာကွမ်ချက်မှာအမြုပ်လေးတော့ပါတယ်နော်ဒီမှာနော်အမြုပ်လေးတော့ပါနော်အမြုပ်လေးတွေပါတယ်အမြုပ်ပါတာဘာကြောင့်ပါလို့ဆိုတော့ကြောင်မျိုးကြောက်သားမြင့်လို့ပါတာပေါ့နော်မျိုးသားမြင့်လို့အမြုပ်ဆန်အမျိုးသားမြင့်တဲ့ကြောက်တွေမှာပါတာများပါတယ်နော်အဲ့တော့ဘာသာကြောင်ကြောက်ကတော့ကျွန်တော်ပြောချင်တာကဘာသာကြောင်ကြောက်တွေကကြောင်မျိုးကြောက်သားကောင်းမှဖြတ်တင်တာနော်ဒီကောင်ကတော့ကြောင်မျိုးကြောက်သားကောင်းတယ်ဗျာနော်အဲ့တော့ဘာသာကြောင်ကြောက်တစ်ခါကျွန်တော်ပြောဥပါတယ်ဘာသာကြောင်ကြောက်တစ်ခါကျွန်တော်ရတာသိန်း90နဲ့ရတယ်ကျွန်တော်200လောက်ရလို့ရောင်းလိုက်တာเนาะအဲ့တော့ကြောင်မျိုးကြောက်သားကရော့တဲ့ခါကျတော့ဖြတ်လိုက်တော့90ရောက်ဖြစ်သွားသိန်း90ရောက်ဖြစ်သွားအဲ့ကြောင့်နည်းနည်းကြောက်ရတယ်เนาะဘာသာကြောင်ကြောက်တွေကအဲ့ဘာသာကြောင်ကြောက်တွေ့တယ်ဆိုရင်ကြောင်မျိုးကြောက်သားကြောက်စီပြည့်မှဖြတ်ပါเนาะအဲ့တော့ကြောင်မျိုးကြောက်သားရော့တယ်ဆိုရင်တော့မဖြတ်ပါနဲ့เนาะကဲဒါကတော့ကြောင်မျိုးကြောက်သားကောင်းတယ်ပေါ့ဗျာအဲ့တော့ဝယ်ရစီကတော့ပြောတော့ဘူးเนาะအောင်ရင်ပြောမယ်တဲ့เนาะကဲအဲ့တော့ကျွန်တော်မိတ်ဆွေတွေဖြတ်မယ်ဗျာเนาะအဲ့တော့ကျွန်တော်တို့ဖြတ်မယ်เนาะအဲ့တော့ဒီမှာကတော့မန်းသွားတာပဲဒီမှာမန်းကျူเนาะဒီမှာတော့နားတော့နည်းနည်းတော့စိတ်တယ်မန်းသွားတယ်เนาะအဲ့တော့ဒီမှာကအနာကြီးတွေပေါ့ဗျာဒါအနာအကြီးတာအနာအရန်ကြီးတယ်ပေါ့เนาะအဲ့တော့ဒါလည်းအနာကြီးတယ်ပေါ့เนาะအဲ့တော့အနာကြီးနှစ်ချက်အဲ့ဒါတော့မှမန်းကဒီမှာဝင်းလာတယ်ဆိုတော့စိတ်ဝင်စားတာတော့ကောင်းနေပြီเนาะဒီမှာလည်းပန်းမန်းတွေသွားတာဟုတ်ဒီမှာမန်းပန်းကျိုးတွေပေါ့เนาะပန်းကျိုးပုံစံမျိုးသွားတယ်ဆိုတော့စိတ်ဝင်စားတာတော့ကောင်းနေပြီဗျာเนาะအဲ့တော့သူ့ရဲ့လက္ခဏာကဘလူပန်းလေးတွေကနေပဲလှမ်းပြီးမှုန်နေတာဆိုတော့เนาะဒါပေမဲ့အခွန်ကဘာလို့ဆိုဒီမှာညီတာကြိုက်တယ်เนาะအခွန်သာဒါမျိုးတော့ဆောင်းညီသွားရင်တေချာပေါက်ဝင်ပြီးပဲအကုန်လုံးเนาะအခုကတော့နည်းနည်းလေးအခွန်မညီဘူးပေါ့ဗျာနည်းနည်းလေးဒီမှာနည်းနည်းလေးကြက်တာပေါ့เนาะဒီနေရာတွေကအခွန်ကြက်တဲ့နေရာမျိုးတွေဖြစ်နေတာပေါ့เนาะနာနည်းနည်းလေးစိတ်တာပေါ့เนาะကဲဘာဖြစ်ဖြစ်ဗျာကျွန်တော်ဒါကြီးဖြတ်လိုက်ရင်တော့ဈေးနည်းနည်းများတယ်ဗျာမပြောတော့ဘူးเนาะအဲ့တော့ဒါမျိုးကြီးများဖြတ်လိုက်လို့နော်ဒီကျိုးမြင်တာကဒီမှာလဲအသားတွေညှင့်နေဆိုရင်တော့ဒီအတကြီးကအများကြီးတန်သွားမှာနော်ပိုးစိုးပက်ဆက်အောင်တော့မှာနော်ဟာငါညီမင်္ဂလာပဲညီလေးဟုတ်ပိုးစိုးပက်ဆက်အောင်တာမြင်ရတော့မှထင်တယ်โอเคအဲ့တကားတော့ကြိုက်သွားပြီပိုးစိုးပက်ဆက်နော်ကဲပိုးစိုးပက်ဆက်အောင်မလားမအောင်လားကျွန်တော်ပိတ်ကားမှာဆက်ကြည့်အောင်နော်ဟုတ်လားဟာကြိုက်ပြီငါညီလေးအဲ့ဒါဆိုရင်တော့နော်ဥစ္စာပတ်ဆက်အောင်လည်းမြင်ရတော့မယ်နော်ဟာဟင်းဆိုရင်တော့ပွက်သိမ့်မနော်ဟာဟင်းဆိုရင်တော့ဟင်းဆိုတော့ဟာဟင်းဆိုတော့ဘိုက်ဆန်နဲ့အနာကြောက်ပါရှင်တက်ခေါ်သွားရုံပဲကဲဗျာလိုင်းရတကယ်ချိန်မှာပြုတ်ကြတကယ်အချိန်ကောင်းရောက်နေပြီဒီနားလေးမှာမြင်လိုက်သလားလို့ဒီနားလေးမှာဟောဒီနားလေးမှာအတောင်းလာကြီးမြင်လိုက်သလားလို့ကျွန်တော်ပြောတာပါနော်ကဲဖြည်းဖြည်းချင်းဖွင့်ပြီနော်ဖြည်းဖြည်းလေးဆွဲဖွင့်မှာနော်ဒီမှာနော်တကယ်မိန်းနေရကိုနိကတ်ကြပြီအဲ့ဘာကြီးတော့ပန်းမယ်နော်ငကုံလေးကပန်းဆိုတော့လေပန်းမယ်နော်ကြောက်သားတော့မိုက်တယ်နော်ကဲနည်းနည်းချင်းဆက်ဆွဲမယ်ဗျာဟာဘာကြီးတော့မကြည့်ဦးမဲကြီးရဟာမပြတော့ဘူးပေါ့ဟာမပြတော့ဘူးနောက်တော့မဲင်းတော့ဒီမှာနော်ဒီမှာဒီနေရာဒီမှာဆိုအတောင်းလိုက်မြန်ဆွဲထွက်တာဘယ်နဲ့လို့ကြဘယ်နဲ့လို့ကြဒိုက်ကလည်းစားနေပြီနော်ကြောက်ကြီးရတော့ဗျာကြောက်ကြီးရတော့တော်တော်မိုင်းနေပြီနော်ကဲဆက်ဆက်မယ်နော်ကဲဗျာကျွန်တော်မိတ်ဆွေတွေအနိကကြည့်ကြအောင်ဗျာနော်အနိကဖြည်းဖြည်းချင်းလေးဒီမှာနော်အတောက်လိုက်ကြည့်နော်
တောက်လိုက်ကြည့်ကွာဟာကြောက်ကဒီမှာအထက်ခံသွားတယ်ကွာဒီဘက်မှာတော်တော်ပြတာလှနေပါဆိုအထက်ခံနေတာတွေ့တာဒီမှာအထက်ခံတာဒီမှာလေအာနောက်ပြီကွာကြောက်ကတော်တော်လေးကိုကောင်းပြီတွေ့နေတာကျွန်တော်တော်တော်ဒီဟာကြီးမြင်လိုက်လို့လေဒီမှာအထက်ခံသွားတာဒီမှာအထက်ခံသွားတာအထက်တော်တော်ကြီးတာပဲနော်ဒီဘက်ကတော့ကြောက်သားတွေကတော့အကုန်လုံးရှိတယ်ဗျမိုက်တယ်နော်အနှစ်ထက်ခံနေတာဟုတ်လားတကယ်အနာကြီးတဲ့နေရာမှာခံတာဒါတွေကရှင်းရှင်းလင်းလင်းဆိုရင်ကိုဒါမစိုးတော်တော်မိုက်နေနော်ဒါဒီဘက်ချမ်းပေါ့ဗျာကဲဒီဘက်ချမ်းတော့တကယ်နေရာပဲအင်တာနက်လိုင်းမကောင်းတာလား sorry ဗျာနော်အင်တာနက်လိုင်းကပြုတ်ကြာခြင်းနေတာအာဒါကြီးကစိုးတာနော်ဒါနှစ်ထက်ကြီးပဲလေဒီမှာဘာမှဟိုမဖြစ်ဘူးနားရတယ်မနော်အထက်လိုက်ကြီးဖြစ်ကဲဗျာအဲ့တော့မတတ်နိုင်ဘူးနော်နောက်တစ်နေ့ဖြတ်ရင်တော့ဒီနေ့ဖြတ်ရင်တော့ရတယ်ဗျโอเคဒီတန်းဆက်ဖြတ်ပေးမယ်ဗျာနော်ဒီတန်းဆက်ဖြတ်ပေးမယ်ဒါပေမဲ့တကယ် main နေရာလေးကျွန်တော်နင်းခိုင်းလိုက်မယ်ဒီမှာနော်ဒီမှာနင်းခိုင်းလိုက်မယ်နော်ကဲစမ်းမယ်ဗျာနော်ရှင်းရိုက်မှာတော့ရှင်းအောင်ချမယ်နော်ဘာမှမဖြစ်ဘူးနော်ဟုတ်ပါလိုင်းရထစ်ထင်တာဘာဖြစ်နေလဲမသိဘူးလိုင်းရလေခါလိုက်လို့မဖြစ်ပါဘူးဒီနေ့မှဂျေးလိုက်လိုင်းမှာမုံမြန်တခြားဖြတ်နေလားမသိဘူးဇူကာဘက်လေနော်ဇူကာဘက်တော့ကောနေရိုက်ခံရတော့မယ်နော်ဇူကာဘက်တော့နေရိုက်ခံမှာရတော့မယ်ဒီကောင်တော့နော်โอเคဒီမှာကျွန်တော်ရှင်ဒီနေ့ဆက်နေမယ်ဗျာနော်ကဲမြန်ပါတယ်ဒါလေးကတော့အေးဆေးပါနော်အထက်ခံသွားလေဒီနေ့လာမှာဟာလို့ဖြစ်တာရှိုးနာပဲနော်ထားလိုက်တော့ညာနဲ့ရှိုးနာဖြစ်နေတာဗျဟုတ်လားရှိုးနာဖြစ်နေတာနော်အနေရှိတယ်နော်မို့ကဖြတ်ရင်ကျွန်တော်တို့နောက်ကတဲ့မနေရအောင်အဲကြောင့်ခုနကလေးကတော့ဖက်နေဖြစ်နေရလေနောက်တမှာကြည့်လားဟုတ်လားခုနကလေးကဖက်နေသူကရှိုးနာဖြစ်နေရလေအနာကနှစ်ကြီးရှိုးနာဖြစ်နေတာနော်အဲဒီမှာဒီဘက်တောင်ပဲ့လာတွေ့လားနော်နော်အဲ့ဒါနည်းနည်းဖဲ့မယ်ဗျာဒီမှာပဲ့သွားရင်နော်ပဲ့သွားတယ်ဒါမှမဟုတ်လက်ထိခဲ့တယ်နော်အဲ့ဒါလေးနည်းနည်းသတိထားရတယ်နော်အဲ့ဒါဒီမှာဟိုကဒီကတိကျပြကြမှာလေဆိုမှဒီမှာရှူနာနဲ့ပြရတော့နော်ကဲမတတ်နိုင်ဘူးဗျာရှူနာဆိုလဲရှူနာပေါ့နော်ဟာမဖွင့်တော့ဘူးဗျာတကယ်မပြတော့ဘူးဘာကြီးတော့အမအတွင်းထဲမှာမဲကြီးဘာကြီးတော့မိုက်တယ်အဲ့ကြောင့်မပဲ့သွားလားမသိနော်ကျောက်ကအောင်လာမို့လို့ပဲ့ရလားမသိနော်တွေ့လိုက်လားအာတော်တော်ကြီးမိုက်တယ်နော်ဒီမှာကြည့်ရအောင်ဒီမှာဟာတကယ်မပြတော့တော်ပြီပိတ်ပြီနော်ကဲနောက်ရမှာတွေ့ကြအောင်နော်ကျွန်တော်မိတ်ဆွေတွေလိုင်းကနောက်နေတာနော်ဖုံးပေဟာညီလေးနိုင်လို့ဖုံးပေလာမှာပေါ့ဖုံးပေကတော့ကဲဖုံးပေပေးလိုက်စမ်းဗျာကဲဒီမှာထစ်သွားတာလေဒီမှာမဲနဲ့နေရပဲအပေါ်နဲ့မဆိုင်လို့တော့ Oh my god ပဲဘာဆိုင်လို့တော့နော်ဘာဆိုင်ဘူးနော်အပေါ်နဲ့အမဲလိုက်ကြည့်နော်အော်ဟာဒီမှာကွာဒါတော့နာလေးတွေပါသွားသေးတယ်အဲ့ဒါကြောင့်မို့နေမှာအောင်မို့လို့နေမှာကြောက်ကဒါပေမဲ့ပြောတာကြောက်ကဝေးနေမြင့်နေအဲ့ဒါကြောင့်မို့လို့ဒီလောင်းလည်းမရသေးဘူးနော်လောင်းလည်းမရသေးဘူးသဆန်းဆွဲတယ်ကြောက်ကမှန်ပြောရင်တော့ဖြတ်တာတော့အောင်နေဗျဝေးနေမြင့်နေလို့အနာလေးတော့ပါတယ်ဒီမှာနော်အနာလေးတော့ပါတယ်နော်ကြောက်ကလည်းအဲ့တော့ဒီမှာကျွန်တော်မိတ်ဆွေများအဲ့တော့နေတော့ကျဲပါတယ်နော်ဒီနားကွာထားတဲ့နေရာတော့အတွင်းထဲဝင်တဲ့နန်းနေတယ်တော့ကောင်းပါတယ်ဒီမှာမန်းလေးဟွာလေးရှိပါတယ်ဒါပေမဲ့ကျိုးဆောင်တာလေးတွေပါတယ်တွေ့လားဒီမှာနော်ကျိုးဆောင်တာတစ်ချက်ပါတယ်ဒီဘက်မှာလည်းအနာလေးပါတယ်နော်အနာမပါဘဲနဲ့ပယ်ကြီးရရင်တော့ပြီးပေါ့ဗျာအဲ့ဒါဆိုတော့အေးဆေးပေါ့အခုတော့နည်းနည်းလှုပ်ရှားအောင်ပါလှုပ်ရှားမှမုံစားမှာတဲ့လှုပ်ရှားတော့မှာနော်ကျွန်တော်မရှိမယ်နော်လှတယ်ဒါပေမဲ့ဟောဖြစ်ပါတယ်နော်ဒီဘက်လေးတွေဒီဘက်ချမ်းလေးတွေကျွန်တော်တို့ဆက်နင်းတဲ့အခါမှာဒီမှာနော်အဲ့သူကဒီဘက်မှာနေရတော့ဆောက်ဒီဘက်သွားတာဖြစ်တဲ့အတွက်ကြောင့်ကဲဒီထက်ကနေပြီးတော့ရာကြောက်ထွက်ပါလေဆိုတော့မှာပဲနော်ဒီတိုင်းသွားမှာဆိုတော့လေဒီဘက်ကတော့ပူရှင်းတာပေါ့နော်အဲ့တော့အဲ့တိုင်းပဲကျွန်တော်တို့တွက်ထားတယ်အဲ့တော့နောက်ထပ်တစ္ဆာတွေဆက်ထိုးရတော့မယ်လားရှိတယ်ဒီတိုင်းထက်ဆိုင်နော်
ထုတ်ပြီးမှရောင်းရမယ့်သဘောရှိသွားပါပြီနော်အဲ့တော့ဝင်းစင်းနည်းမြင့်နေတာနော်အဲ့တော့ရာကြောက်ထွက်မှညက်မှာနော်နော်အဲ့တော့ဝဲပါဝင်ပါတယ်နော်ဒီမှာမဲယူနော်ကဲအားလုံးကျေးဇူးပါနော်အားပြတယ်အားလုံးကျေးဇူးပါအဲ့တော့ညနေမှာတော့အားကျင်မှာအားမယ်ဗျာနော်အားရင်တော့ကျွန်တော်ညနေလိုက်မှာလွှင့်ပေးပါမယ်နော်နော်ဒီမှာလဲနေကျဲသေးတဲ့အတွက်ကြောင့်မလို့ဘာဖြစ်ဖြတ်တာကတော့ဖြတ်တာကတော့အမှန်ပြောရရင်တော့ဆော့ပေးနေတဲ့ဈေးတဲ့ဆိုင်တော့ဒီကောင်ကဖြတ်တာအောင်းနေဗျာနော်ဆော့ထွက်တဲ့ဈေးတော့မပြောတော့ပါဘူးနော်โอเคကဲကျွန်တော်မိတ်ဆွေများကြည့်တဲ့အတွက်အားလုံးကျေးဇူးပါနော်အားလုံးဘိုင်ဘိုင်ပါ